ငွေဝင်ထီချဲပေါက်စေမဲ့အစွမ်းထက်ရရလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာတို့မနေ့ပြန်ဆိုရင်ထီတွေချဲတွေထွက်တော့မှာဖြစ်ပါတယ်အဲ့တော့ဆရာပြိတ္တ9ရက်သားသမီးအားလုံးကိုဆရာထီတွေချဲတွေပေါက်စေခြင်းနဲ့ငွေတွေဝင်စေခြင်းနဲ့ပြီးတော့အခုဆိုရင်9လပိုင်းလကုန်သွားပြီဖြစ်ပါတယ်အဲ့တော့6လပိုင်းနဲ့ကိုရောက်တော့မှာဖြစ်ပါတယ်အဲ့တော့အခုလာမဲ့6လပိုင်းမှာစီဝါတက်ဖို့အလုတ်ကိုင်းနေအစဉ်ပြေဖို့ထီတွေချဲတွေပေါက်ဖို့ငွေဝင်စေဖို့အတွက်ဆရာကဒီနေ့ဒီရရလေးကိုပြောပြပေးတာဖြစ်ပါတယ်เนาะအခုပြောပြသွားမဲ့ရရလေးရဲ့နာမည်ကလည်းငွေဝင်ထီချဲပေါက်စေမဲ့အစွမ်းထက်ရရဖြစ်ပါတယ်เนาะဆရာတို့ငွေဝင်ထီချဲပေါက်ဖို့ဆိုရင်ကိုကကန်ကောင်းနေဖို့လိုပါတယ်အဲ့ဒါကြောင့်မလို့ဆရာကကန်အထောက်ပံ့ရသေးပြီးတော့မှကုသိုလ်ကောင်းမှုတွေရရှိစေပြီးတော့မှထီကန်ချဲကန်ကောင်းပြီးထီချဲပေါက်စေမဲ့ငွေဝင်စေမဲ့ရရလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရရလေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကိုဆရာတေချာလေးရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ကြည့်ပေးပါဒါမှဆရာပြောတဲ့စောင်းရန်ရှောင်းရန်တွေကိုလည်းသိရမှာဖြစ်ပါတယ်ခုနှစ်ရက်သားသမီးအားလုံးလည်းမင်္ဂလာပါဆရာကတော့ဘေးရင်ရရဆရာထူးမြတ်အောင်ပဲဖြစ်ပါတယ်ဒီနေ့ဆရာအခုပြောပြသွားမဲ့ရရလေးကိုမိမိရဲ့စိတ်ထဲမှာကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလုပ်ပါယုံကြည်နဲ့သာလုပ်ပါဒီရရာကိုပြုတ်လုပ်ပြီးဆိုတာနဲ့ငွေတွေဝင်လာလိမ့်မယ်ထီတွေချဲတွေပေါက်လာလိမ့်မယ်ထီကန်ချဲကန်ကောင်းလာလိမ့်မယ်ကန်နှိမ့်ကန်ဆိုးတာတွေပျောက်ပြီးတော့6လပိုင်းမှာငွေဝင်ကန်ထူးကန်ကောင်းလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ယုံကြည်နဲ့လုပ်ဖို့ပဲလိုပါတယ်ဆရာတော့ကုသိုလ်ပြုရရာတွေကိုနေ့စဉ်နေ့တိုင်း9ရက်သားသမီးကိုပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်ဆရာတကိုယ်တိုင်သေချာတွက်ချက်ထားပြီးတာဖြစ်တဲ့ဒီရရာတွေကိုနေ့စဉ်နေ့တိုင်းဆရာနဲ့အတူတူဇွဲရှိနဲ့လိုက်ပါဆောင်ရွက်ကြည့်ပါနေ့စဉ်နေ့တိုင်းဆရာကုသိုလ်ပြုရရာတွေကိုလိုက်လုပ်ကြည့်ပါအောင်မြင်စေရမယ်ချမ်းသာစေရမယ်တိုးတက်စေရမယ်အစဉ်ပြေစေရမယ်နော်ငွေဝင်ကျန်းစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်ဆရာရရာတွေကကုသိုလ်ပြုရရာတွေဖြစ်တဲ့အတွက်ကုသိုလ်လည်းရစေတယ်ငွေလည်းဝင်စေတယ်နော်ဆရာတို့ဘေးရင်ရရာလောကမှာရရာအမျိုးပေါင်းထောင်ချီတောင်းချီရှိပါတယ်ဒီထက်မှာဆရာကုသိုလ်ပြုရရာတွေဝယ်ဆရာပြိတ္တတွေကိုလောက်ခိုင်းခြင်းဖြစ်ပါတယ်ကုသိုလ်ပြုရရာဆိုတာကကုသိုလ်လည်းရစေတယ်ငွေလည်းဝင်စေတယ်ကုသိုလ်ကောင်းမှုဆိုတာကကိုလှုပ်လိုက်ပြီဆိုတာနဲ့เนาะအရင်ဘဝကမကောင်းတဲ့ဝတ်ကြွေးတွေလည်းကြေးစေတယ်ဒီဘဝမှာလည်းကန်ထူးကန်ကောင်းစေတယ်နောင်ဘဝအထိလည်းပါသွားစေတယ်အဲ့ဒါကြောင့်မလို့ရတရားတွေထဲမှာအမွန်မြတ်ဆုံးအထူးခြားဆုံးเนาะအစွမ်းအထက်ဆုံးကတော့ကုသိုလ်ပြုရတရားတွေပဲဖြစ်ပါတယ်အဲ့တော့ဆရာပြိတ္တတွေကိုလည်းဆရာကလမ်းမမရောက်အောင်လို့ကုသိုလ်ပြုရတရားတွေကိုပဲအမြဲတမ်းပြောပြပြီးတော့မှမြတ်စွာဘုရားကိုပဲအမြဲတမ်းရှ िख ိုးကြော့ပြီးတော့ဆူတောင်းခိုင်းတာဖြစ်ပါတယ်ဆရာဒီနေ့ပြောပြသွားမယ့်ရတရားလေးကိုအခုရောက်နေတဲ့เนาะတရက်နေ့ကနေစပြီးတော့6လပိုင်းတစ်လလုံးငွေဝင်ခြင်းတဲ့သူတွေထီတွေချဲတွေပေါက်ခြင်းတဲ့သူတွေ 2D 3D ပေါက်ခြင်းတဲ့သူတွေအယောင်းဝယ်ကောင်းခြင်းတဲ့သူတွေဈေးရောင်းကောင်းခြင်းတဲ့သူတွေ online shopping ရောင်းကောင်းခြင်းတဲ့သူတွေအကျွေးကြေးခြင်းတဲ့သူတွေအကျွေးပြန်ရခြင်းတဲ့သူတွေငွေကြေးခက်ခဲနေလို့ငွေကြေးအဆင်ပြေခြင်းတဲ့သူတွေငွေများဝင်ခြင်းတဲ့သူတွေအတွက်အကောင်းဆုံးအစွမ်းထက်ရတရားလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာအခုပြောပြသွားမယ့်ရတရားလေးကိုเนาะဆရာတို့တရက်6လ2026ခုနှစ်မှာပြုလုပ်ရမှာဖြစ်ပါတယ်တရက်နေ့တရက်တည်းပဲပြုလုပ်ရမှာဖြစ်ပါတယ်တရက်နေ့မနက်9နာရီကနေမနက်7နာရီခွဲတွင်ကိုဗုဒ္ဓမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုကော်ဖီတစ်ခွက်ကတ်လူရမှာဖြစ်ပါတယ်ပြီးတော့ကြက်ဥမွေကြော်တပကံကတ်လူရမှာဖြစ်ပါတယ်ပြီးရင်စီမီအဖြူရောင်တဲ့တိုင်ကိုကတ်လူရမှာဖြစ်ပါတယ်เนาะပြီးရင်ဆရာတို့တန်ပုတ်တွေကားတာကို6ကောက်24ပစ္စည်းအကျင့်ကို6ကောက်ရုပ်ရမှာဖြစ်ပါတယ်တကယ်လို့ကိုကထီတွေချဲတွေထိုးထားတယ်ဆိုရင်တော့ဆရာတို့ပေါ့နော်ဒီတရက်နေ့เนาะဒီဗီဒီယိုလေးတွေ့တဲ့အချိန်မှာပေါ့နော်ငါးစာကျွေးတာငှက်စာကျွေးတာခွေးစာကျွေးတာဒါမှမဟုတ်เนาะတက်ကြီးရဲ့အိုတွေကိုမမိုးပေးတာစသည်ဖြင့်ဒါလေးတွေလုပ်မယ်ဆိုရင်ကိုကကန်ထူးကန်ကောင်းစေပြီးတော့ထီချဲကန်ပို့ပြီးတော့ကောင်းစေပြီးတော့ထီချဲပို့ပြီးတော့ပေါက်စေပါတယ်เนาะအဲ့တော့ဒီရတရားလေးကိုကြည့်ရှုနေတဲ့9ရက်သားသမီးအားလုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေ့နံကိုဆရာတဦးတယောက်ချင်းစီတိုင်းကိုဆူတောင်းပေးပါမယ်ကုသိုလ်ပြုရတရားကိုပြန်လည်မျှဝေပေးတယ်ဆိုတာငွေလဲဝင်စေတယ်ကုသိုလ်နော်ကုသိုလ်လဲထူးစေတယ်ကိုလုံးသမျှတွေကလည်းအစွမ်းထက်စေပါတယ်အဲ့ဒါကြောင့်မလို့ဒီရတရားလေးကိုများလေး share ထားပေးပါပြီးတော့ဒီဆရာရဲ့နော်ဘေးရင်ထူးမြောက်ဆိုတဲ့ဆရာရဲ့ page ကိုလည်း like and follow လေးလုပ်ထားပေးပါအကောင့်တူ page အတူတွေရှိတော့တစ်ချက်လေးတော့သတိထားပေးကြပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဆရာရဲ့ KB နံပါတ်က39966331ဖြစ်ပါတယ်အကောင့်နာမည်ကတော့အောင်ရဲလွင်ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝငွေမလွှဲပါနဲ့အလိန်ခံရရင်တာဝန်ယူမှာမဟုတ်ပါဘူးเนาะဆရာဒီနေ့အရေးကြီးရလေးတစ်ခုပြောချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင်ဆရာစီမှာเนาะ6လပိုင်းတစ်လလုံးငွေဝင်ကျန်းစေတဲ့ထီချဲပေါက်စေတဲ့6လပိုင်းအတွက်ရရရာကိုဆရာရဲ့ပြိတ္တလူဟောင်းတွေရောလူတစ်တွေရောနော်လာပြီးတော့အဲ့လိုရပါတယ်6လပိုင်းတစ်လလုံးငွေဝင်ကျန်းပြီးတော့မှလက်ပွင့်လက်ရွှင်စေတဲ့ရရရာကိုဆရာစတင်လက်ခံပေးနေပါပြီရရရာအချင်းနဲ့ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်ဒါမှမဟုတ် Messenger တို့ Telegram တို့မှာဆရာနဲ့ Direct ဆက်သွယ်ပြီးစာပို့ပြီးတော့ရရရာအဲ့လိုရပါတယ်မြန်မာနိုင်ငံသူတွေရောထိုင်းနိုင်ငံသူတွေရောအကုန်လုံးရရရာအဲ့လိုရပါတယ်ဆရာတဦးတယောက်ချင်းစီတိုင်းကိုကြော်ဝဲတွေထိုးပေးမယ်ဆေးဖြောင်းနိုင်တွေထိုးပေးမယ် Direct တက်စင်တွေလုပ်ပေးမယ်အစီရင်တွေလုပ်ပေးမယ်နေ့စဉ်နေ့တိုင်းဆူတောင်းမှုတွေပြုလုပ်ပေးမှဖြစ်လို့ဆရာနေ့စဉ်နေ့တိုင်းနော်ဆေးဖြောင်းနိုင်ထိုးတဲ့အထဲမှာကြော်ဝဲထိုးတဲ့အထဲမှာအစီရင်တွေလုပ်ပေးတဲ့
ထဲမှာပါဝင်ခြင်းနဲ့ဆိုရင်ဆရာစီမှာအခုပဲလူတစ်တွေရောလူဟောင်းတွေရော6လပိုင်းတစ်လလုံးငွေဝင်ကျန်းပြီးတော့လက်ပွင့်လက်ရွှင်ကန်ထူးကန်ကောင်းစေမယ့်ရေတရာကိုဆရာစတင်လက်ခံပေးနေပြီဖြစ်ပါတယ်ယုံကြည်နဲ့သာလာအဲ့လေပါ6လပိုင်းတစ်လလုံးငွေဝင်စေရမယ်စီးပွားတက်စေရမယ်အလောက်ကောင်ကြီးအဆင်ပြေစေရမယ်အတိုက်ခိုက်အနောက်ရှက်တွေကင်းစေရမယ်နော်လိုအင်ဆန္ဒတွေပြေးဝစေရမယ်အကျွေးတွေအားလုံးကျေစေရမယ်ဆိုတာကိုဆရာကအာမခံပါတယ်ယုံကြည်နဲ့သာရေတရာလာအပ်ပါပြီးတော့ဆရာစီမှာ6လပိုင်းအတွက်ဘေးတွေမေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော့မေးလို့ရတယ်စိုင်းနာမည်ပေးလူနာမည်ပေးတွေလည်းမေးလို့ရပါတယ်နော်ဆရာဒီနေ့ကြော်ညာစရာလေးတစ်ခုရှိပါတယ်အဲ့ဒါလေးကဘာလဲဆိုရင်ဒါလေးကတော့ဆရာထူးမြောင်ကိုယ်တိုင်ထုတ်တဲ့ရွှေပါဇက်ငွေပါဇက်ဆိုတဲ့ PR နှခမ်းနီလေးပဲဖြစ်ပါတယ်ဒီနှခမ်းနီလေးကိုထိုင်းနိုင်ငံရဲ့နာမည်ကြီးနှခမ်းနီစက်ရုံကနေထုတ်လုပ်ထားပြီးတော့မှဆရာက PR တက်တွေထည့်သွင်းထားတဲ့နော်နှခမ်းနီဖြစ်ပါတယ်ဒီနှခမ်းနီလေးဟာကိုပြောသမျှစိုးသမျှနော်ပါဇက်ကနေပြောသမျှအောင်မြင်စေတယ်မျက်နှာပွင့်စေတယ်လက်ပွင့်လက်ရွှင်စေတယ်ကိုပါဇက်ကပြောသမျှရွှေပြောသမျှငွေဖြစ်စေပါတယ်ဒီနှခမ်းနီလေးကိုနော်ဆရာ3ရက်အတွင်းမြန်မာပြည်သားသူတွေကိုအိမ်ရောက်ပို့ပေးတယ်ထိုင်းနိုင်ငံမှာနေတဲ့သူတွေကိုလည်း3ရက်အတွင်းအိမ်ရောက်ပို့ပေးပါတယ် PR တက်တွေထည့်သွင်းထားတဲ့ဆရာရဲ့ရွှေပါဇက်ငွေပါဇက်ဆိုတဲ့နှခမ်းနီလေးဖြစ်ပါတယ်ဒီနှခမ်းနီလေးထဲမှာလည်းဆရာနော်ရွှေလေးတွေထည့်သွင်းပေးထားပါတယ်ဝယ်သုံးပြအောင်ဝယ်သုံးမှာအရန်ကိုမှအစွမ်းထပ်ပြီးတော့ထူးကြတဲ့နှခမ်းနီဖြစ်ပါတယ်မစွမ်းမှုဆိုရင်ပတ်စံပြန်အမ်းပေးပါမယ်ဆရာအဲ့လောက်ထိအာမခံပါတယ်ဆရာနှခမ်းနီကိုယုံကြည်နဲ့3ကြည့်လို့မှမစွမ်းရင်ပတ်စံအပြည့်ပြန်အမ်းပေးပါမယ်အရန်အစွမ်းထပ်တဲ့ထူးကြတဲ့PR နှခမ်းနီလေးဖြစ်ပါတယ်နှခမ်းနီလေးရဲ့နာမည်ကလည်းရွှေပါဇက်ငွေပါဇက်ဆိုတဲ့နှခမ်းနီဖြစ်ပါတယ်ထိုင်းနိုင်ငံမှာဒါထိုင်းစာတွေပါပါတယ်ထိုင်းစက်ရုံလည်းပါပါတယ်ထိုင်းနိုင်ငံရဲ့နာမည်ကြီးအဆောင်တွေထုတ်လုပ်ပေးတဲ့เนาะစက်ရုံကနေပြီးတော့ဆရာထုတ်လုပ်ထားတာဖြစ်ပါတယ်ဝယ်သုံးပြအောင်ဝယ်သုံးမှာယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်เนาะပါဇက်နဲ့ပြောဆိုပြီးလောက်ကင်ရတဲ့သူတွေမျက်နှာနဲ့ပြောဆိုပြီးလောက်ကင်ရတဲ့သူတွေဖုန်းအသုံးပြုပြီးတော့လောက်ကင်ရတဲ့သူတွေအတွက်အဆင်ပြေတယ်ကန်ထူးကန်ကောင်းစေတယ်လက်ပွင့်လက်ရွှင်စေပါတယ်เนาะဒီနှခမ်းနီလေးကိုမြန်မာတပြည်လုံးကိုဆရာ3ရက်အတွင်းအိမ်ရောက်ပို့ပေးပါတယ်เนาะဒီရတရားပြုလုပ်တဲ့တရက်နေ့မှာအမဲသားမစားပါနဲ့အမဲသားစားတာရှောင်ပေးပါတရက်နေ့အတွက်အကျိုးပေးကဏ္ဍလေးကတော့1ရက်8ရက်9ရက်6ရက်4ရက်ဖြစ်ပါတယ်ဒီကဏ္ဍအားလုံးကိုထီရချဲတွေထိုးရင်ထည့်သွင်းပြီးထိုးလို့ရပါတယ်အကျိုးပေးအရာကတော့မနှက်ဖြန်မှာအဖြူရောင်ရွှေရောင်အနက်ရောင်ပါတာဝစ်ပါကန်ထူးကန်ကောင်းပြီးတော့ထီရချဲတွေပေါက်လာပါလိမ့်မယ်เนาะဆရာဒီတွေပြပြသွားတဲ့ရရကိုပြုလုပ်ကြတဲ့9ရက်သားသမီးအားလုံးเนาะတရက်နေ့ကနေစပြီး6လပိုင်းတစ်လလုံးငွေဝင်ထီချဲပေါက်ကြပါစေလို့ဆရာဆုတောင်းပေးပါတယ်ဆရာစီမှာလည်းအခုပဲရရ6လပိုင်းတဲ့ရရတွေအကုန်လုံးလာပြီးတော့အနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်